ဒေသအပ်ပါသောချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး1/2020ပထမနေ့ကျင်းပတော့မှာဖြစ်တဲ့အတွက်နေရာယူဝေးကြပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရောက်ရှိလာပါပြီခင်ဗျာအားလုံးမင်္ဂလာပါအားလုံးထိုင်နိုင်ကြပါခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့ကျင်းပတဲ့လွတ်တော်အစည်းအဝေးမှာအထူးမှာကြလိုတာကတော့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်များဒီပြည်သူများ၏ရွေးချယ်သောကိုယ်စားလှယ်တော်ကြီးများဖြစ်တဲ့အားလျော်စွာအပြောဆိုနေရာမှာကြံတိုင်းသောစကားများညဉ့်ညမ်းသောစကားလုံးများလုံးဝအသုံးမပြုဖို့ပြောကြလိုပါတယ်ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များဟာပြည်သူဒီကရွေးချယ်ထားတဲ့ဂုဏ်တည်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့အတွက်လွှတ်တော်မှာအပြောဆိုအနေထိုင်ကိုချင်းချင်းပြီးတော့ဘုရဲ့ဂုဏ်တည်နဲ့ကိုင်းရတဲ့အပြောဆိုအနေထိုင်နဲ့ပြောဆိုနေထိုင်ဖို့ကိုအထူးသတိပြောရဒီကနေပြောကြလိုပါတယ်ဒါကြောင့်မိမိပြောကြလိုတဲ့စကားအသုံးအနှုန်းများကိုချင်းချင်းပြီးတော့နော်ပြောကြဖို့အားလုံးမှာကြလိုပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနေဥပဒေများအခန်း6အပိုက်34အပိုက်ခွဲခခွဲတွင်လွှတ်တော်တက်တိုင်းတစ်ခုအတွင်းကျင်းပသောလွှတ်တော်အစည်းအဝေးတရရ၏ပထမနေ့တိုင်း၌လွှတ်တော်အစည်းအဝေးသို့တေယဝခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးကြီးထဲဝိတ်ကျော်ဦးကြီးတေယဝလျင်အစည်းအဝေးထားမြောက်သည်အစည်းအဝေးထားမြောက်ပြီးနောက်ဆက်လက်ကျင်းပသောအစည်းအဝေးများတွင်အစည်းအဝေးသို့တေယဝခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးကြီးအနည်းအနည်းဆုံး3ပုံတပုံတေယဝလျင်အစည်းအဝေးများထားမြောက်သည်ဟုဖော်ပြပါရှိပါတယ်ယခုအစည်းအဝေးတက်ရောက်ခွင့်ရှိသူလွှတ်တော်ကိုယ်စားလှယ်24ဦးအနက်23ဦးတက်ရောက်ပြီးရာခိုင်နှုန်းအဖြစ်95.83တက်ရောက်သည့်အတွက်ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး1/2020ပထမနေ့ထားမြောက်ကြောင်းနဲ့အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာအပ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနေဥပဒေအခန်းနှင့်နေဥပဒေလေးနေဥပဒေခွဲငယ်ကခွဲအရဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး1/2020ပထမနေ့အစီအစဉ်များကိုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထိုင်မှဖြန့်ဝေပြီးဖြစ်ပါတယ်အစည်းအဝေးကိုအစီအစဉ်များအတိုင်းကျင်းပမှာဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနေဥပဒေအခန်းနှင့်နေဥပဒေလေးနေဥပဒေခွဲကငယ်နေဥပဒေခွဲငယ်1အရခွင့်ပန်ကြားလိုသည့်လွှတ်တော်ကိုယ်စားလှယ်သည်မိမိကိုယ်တိုင်တော်လေးကောင်းအခြားလွှတ်တော်ကိုယ်စားလှယ်တဦးကတော်လေးကောင်းခွင့်ပန်ကြားရမှာဖြစ်ပါတယ်ဒီကနေ့မတဲရောက်နိုင်သည့်လွှတ်တော်ကိုယ်စားလှယ်များကိုစားအခြားလွှတ်တော်ကိုယ်စားလှယ်တဦးမှခွင့်ပန်ကြားပေးရန်ဖိတ်ခေါ်ပါတယ်ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး1/2020ပထမနေ့တို့မတက်ရောက်နေတဲ့ဒီလွှတ်တော်ကိုယ်စားလှယ်များကိုစားကျွန်တော်မှခွင့်ပန်ကြားရန်ဖြစ်ပါတယ်
လေးစားအပ်ပါတော့ချင်းပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့ပလက်ဝမျိုးနေမေဆန္ဒနေအမှတ်2မှပြည်နယ်လွတ်တော်ကိုယ်စားလှယ်များစစ်စစ်ရေးကော်မတီအတွင်းမှူးဦးပြည်နေဖြစ်ပါတယ်ယနေ့ကျင်းပပြုလုပ်တဲ့ဒုတိယကျင်းချင်းပြည်နယ်လွတ်တော်အထူးအစည်းအဝေးတိမင်းဆောင်2020ပထမနေ့တော့မတက်ရောက်နိုင်သည့်မင်းတပ်မျိုးနေမေဆန္ဒနေအမှတ်2ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးတိတ်ထန်းဒုတိယဥက္ကဋ္ဌတီနေမကောင်းတစ်ဖြစ်ရန်ကုန်မြို့တို့စေကူတာမှုခံယူတော့ကြောင့်2020ပြည့်နှစ်ဇွန်လ10ရက်နေ့တွင်ကျင်းပပြုလုပ်တော့ဒုတိယကျင်းချင်းပြည်နယ်လွတ်တော်အထူးအစည်းအဝေးတိမင်းဆောင်20တို့တက်ရောက်နိုင်ခြင်းမရှိသည်ကိုခွန်အဖြစ်တတ်မှတ်ပေးပါရန်ရင်းအင်ကိုစားလေးစားစွာဖြင့်ခွန်ပန်ကြားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပလဲဝမြို့နယ်မြစန္ဒနယ်အမှတ်2ဦးပြည်မင်း၏ခွင့်ပန်ချက်များကိုခွင့်ပြုပါရန်အားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးမှသဘောတူသည့်အတွက်ခွင့်ပန်ချက်ကိုပြည်နယ်လွှတ်တော်ကခွင့်ပြုကြောင်းကြေညာပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်းနှင့်နည်းဥပဒေ၄နည်းဥပဒေခွဲကငယ်နည်းဥပဒေခွဲငယ်နှင့်အရဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေးတိမင်းဆောင်2020ပထမနေ့သို့တေယုတ်ခွင့်စီတီလွှတ်တော်ကိုယ်စားလှယ်24ဦးအနက်ဇနေခွင့်ပန်ကြားတဲ့ဖြင့်လွှတ်တော်ကခွင့်ပြုသူတဦးစီကြောင်းနဲ့ခွင့်မြတ်ပြောက်ကုတ်သူမရှိကြောင်းကိုတင်ပြပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေးတိမင်းဆောင်2020ပထမနေ့သို့တေယုတ်ခွင့်စီသူပြည်နယ်လွှတ်တော်ကိုယ်စားလှယ်24ဦးအနက်23ဦးတေယုတ်ပြီးရခိုင်နှုန်းအဖြစ်95.83တေယုတ်ပါတယ်2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်းနှင့်နည်းဥပဒေ၄နည်းဥပဒေခွဲကငယ်နည်းဥပဒေခွဲငယ်နှင့်အရပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတေယုတ်မှုအခြေအနေတင်ပြချက်ကိုပြည်နယ်လွှတ်တော်၏အတည်ပြုချက်ရယူမှာဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဇနေ့အစည်းအဝေးတေယုတ်မှုအခြေအနေတင်ပြချက်ကိုအတည်ပြုရန်အားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များအားလုံးကအစည်းအဝေးတက်ရောက်မှုကိုအတည်ပြုရန်သဘောတူသည့်အတွက်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုလွှတ်တော်မှမှတ်တမ်းတင်ကြောင်းကြေညာအပ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ90တွင်လွှတ်တော်ကိုယ်စားလှယ်တူဦးသည်လွှတ်တော်တွင်မေးခွန်းမေးမြန်းလိုလျင်လွှတ်တော်ရုံးဝင်ထိုင်အကြီးအမှုထိုင်လွှတ်တော်အစည်းအဝေးမစတင်မီအနည်းဆုံး10ရက်ကြိုတင်၍မေးခွန်းများကိုလက်မှတ်ရေးထိုးပြီးမေးခွန်းမေးမြန်းလိုကြောင်းအကြောင်းကြားစာနှင့်အတူပေးပို့ရမည်တောက်ရတွင်အရေးကြီးကိစ္စနှင့်သက်ဆိုင်သောမေးခွန်းကိုကန့်သက်ထားသော10ရက်အတွင်းဖြေဆိုရန်ဖြေချက်မဲ့သက်ဆိုင်ရာပုဂ္ဂိုလ်ကသဘောတူကြောင်းပြန်ကြားလာလျှင်ဖြေဆိုရန်သတ်မှတ်သောနေ့တွင်ဥက္ကဋ္ဌကမေးမြန်းခွင့်ပြုနိုင်သည်ဟုပြဋ္ဌာန်းထားပြီးနည်းဥပဒေ105ကငယ်တွင်လွှတ်တော်ကိုယ်စားလှယ်လုံးကိုယ်စားလှယ်များသည်မေးခွန်းများစရင်တွင်မိမိအမည်နှင့်ဆင်တွဲ၍ပြဋ္ဌာန်းသောအမှတ်စဉ်ကိုပြောကြားခြင်းဖြင့်ကျေပွင့်ပြတ်ထားသောမေခွင့်ကိုမင်းမြန်းရမယ်ဟုပြဋ္ဌာန်းထားပါသည်ဒါကြောင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှမေခွင့်များမင်းမြန်းခြင်းနှင့်သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းများကဖြေကြားရန်ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေအခန်းဆက်1နည်းဥပဒေ90နဲ့အညီတမတ်ကာလအတွင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးမှမေခွန်း2ခုမင်းမြန်းခွင့်ပြုတ်ထားပါတယ်ဇနေ့ကျင်းပပြောလုပ်တဲ့ပထမနေ့တွင်နည်းဥပဒေ105ကငယ်နှင့်အညီအခမ်းအနားအစီအစဉ်တွင်မိမိအမည်နှင့်ဆင်တွဲ၍
ပြတ်ထားသောအမှတ်စဉ်အတိုင်းမိခွင့်များမြင့်မြတ်ရန်ဖြစ်ပါတယ်ပထမဦးစွာ2019-20ခုနှစ်တွင်ပြည်သူများဝအုချင်းဝင်ချက်ပေးထားတဲ့ကဲ့သို့လာမယ့်2020-21ခုနှစ်ဗန္ဒာရေးနှစ်တွင်လေပြည်သူများဝအုချင်းဝင်ပြန်လည်ရရှိရေးအစီအစဉ်ရှိမရှိတည်ရှိလိုသောမိခွင့်အားမင်းမြန်ရန်မတပီမဲဆိုင်သားနေအမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျံအားဖိတ်ခေါ်ပါတယ်လေးစားအပ်ပါတော့လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များအစိုးရဖွဲ့များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့မတူပီမဲဆန္ဒနယ်အမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျံပဲဖြစ်ပါတယ်ခင်ဗျာလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်မင်းမြန်းလို့တဲ့မေခွန်းကတော့2019-20ခုနှစ်တွင်ပြည်သူများဝေါချင်းငွေချပေးထားတဲ့ကဲ့သို့လာမယ့်2020-21ခုနှစ်ဗန္ဒာရေးနှစ်တွင်လည်းပြည်သူများချင်းငွေပြန်လည်ရရှိရေးအစီအစဉ်မေခွန်းပဲဖြစ်ပါတယ်ခင်ဗျာ2019-20ခုနှစ်တွင်ပြည်နယ်အစိုးရမှချင်းပြည်နယ်အတွက်ဝေါစိုက်ပြိုးရန်အတွက်1.6 billion ကိုအတိုးနှုန်း73%အားဖြင့်ချင်းငွေချပေးနိုင်ရေးစီမံကိန်းကိုဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်20ကြိမ်မြောက်စည်းဝေးတွင်လွှတ်တော်ကအတည်ပြုပေးနိုင်ရန်အစိုးရကအဆိုတင်သွင်းလာတဲ့ပြည်နယ်လွှတ်တော်မှလည်းဝမ်းမြောက်ဝမ်းသာစွာထောက်ခံအတည်ပြုခဲ့ပြီးလက်ရှိတွင်လည်းအကောင့်ထဲပေါ်လျက်စူးစမ်းလျက်ရှိပါသည်ချင်းပြည်နယ်သည်ရခိုင်ကပြောင်းရွှေ့တောင်ယာများအဓိကမိခုကအိမ်ထောင်စုတစု၏လောအားခနဲ့ပြန်လည်ရရှိသည့်ဂုံထုတ်ဝင်ငွေမိသားစုစာဝတ်နေရေးပညာရေးလူမှုရေးကျန်းမာရေးစသည့်အထွေထွေတုံးစိတ်များလုံလောက်ခြင်းမရှိပေချင်းပြည်နယ်ဒီရာတီလိုက်ဒေတာလိုက်မြေစီလွာကိုက်ငင်ဒီအပြင်မျိုးစိတ်စိုက်ပျိုးရန်အတွက်အလွန်ကောင်းနေဒီကိုမြည်ပြင်တွေ့ရှိရပါတယ်လက်ရှိတွင်ချင်းပြည်သူများ၏မမျှော်လင့်ခဲ့ဘူးသောတဘာဝပေါက်ပင်ဝအုမျိုးဒီနိုင်ငံခြားစည်းကွက်တွင်အတိုက်လျောက်တင်ပုတ်ရောင်းချနေဒီမှာချင်းပြည်သူများ၏ယတနာတိုက်ဆိုလီမမချီကျွန်တော်ဒီဝအုမျိုးစိတ်ကိုဥပမာအဖြစ်ပြောရင်တပိတ်တာလင်မျိုးစိတ်ကိုတပိတ်တာအလုံးအတီးရ50-60ရှိပါတယ်မြေပြင်ပေါက်စေးရကြက်တောင်းထုံးနဲ့မျိုးစိတ်ကိုရောင်းချလက်အဲ့ကြက်တောင်းကို3နှစ်ကိုယင်းဒီမြုပ်နှံလိုက်မယ်ဆိုကြက်တိန်ထိအမြဲရရှိပါတယ်ဒီကြက်တိန်တောင်းနဲ့ယင်းဒီတဲ့ငွေပမာဏကြက်တောင်းနဲ့ယင်းဒီမြုပ်နှံထားတဲ့ဝအုမျိုးစိတ်ကို3နှစ်အတွင်းပြန်လဲဖော်ရင်ကြက်တိန်ရရှိတာကကျွန်တော်ချင်းပြည်နယ်မှာဘယ်စီးပွားရေးမှဒီလောက်ကောင်းဖြစ်ထွန်းတဲ့စီးပွားရေးတစ်ခုမှမရှိပါဘူးဒါကြောင့်မလို့ဒီဝအုကိုကျွန်တော်ချင်းပြည်နယ်မှာချင်းပြည်နယ်ဆိုရထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကထုတ်ပြန်ထားတဲ့လူဦးရေအိမ်ထောင်စုက9000ကျော်ပဲရှိတယ်လို့ထုတ်ပြန်ထားပါဒီ9000ကျော်ထဲမှာကျွန်တော်ချင်းပြည်နယ်ဘတ်ဂျက်ကတစ်နှစ်ရာထားတဲ့ဘတ်ဂျက်ကိုတိမ်ပေါင်း1000-2000လောက်ပြည်နယ်ဆိုရပြည်နယ်ဘတ်ဂျက်နဲ့ကျွန်တော်ရာထားပါတယ်ပြီးခဲ့တဲ့2019-20တုန်းကလည်းတမြို့နယ်ကို200မြို့ကို150ဖြစ်ရာထားလျက်ရှိပါတယ်ဒီဟာကိုကျွန်တော်လက်ရှိလည်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ဒီထက်မကပို့ပြီးတော့ပြည်နယ်ဘတ်ဂျက်တော်၎င်းပို့ပြီးတော့ရာထားလိုက်မယ်ဆိုရင်ကျွန်တော်9နှစ်တက်တန်းအစိုးရတက်တန်း9နှစ်မှာအိမ်ထောင်စုအထက်အလျောက်လူမှုစီးပွားရေးဘဝကလည်းမြင့်တင်လာလိမ့်မယ်လို့တင်ပြချင်ပါတယ်တုတ်ပြပါ၍ပြည်နယ်အစိုးရ2020-21ဗန္ဒာရေးနှစ်တွင်ချင်းပြည်နယ်အတွက်ဝါဥချင်းငွေနဲ့ပြည်နယ်ရန်ပုံငွေဖြစ်တော်၎င်းမိကဲ့သို့စီစဉ်ဆောင်ရွက်နေသည်ကိုသိရှိလို့တဖြစ်ဥက္ကရာမတစစ်မင်းမြတ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုယ်စားလှယ်တော်ကြီးမင်းမြတ်ချက်အားပြည်နယ်အဆင့်အဖွဲ့စည်းဝင်ကဖြည့်ကြားဖြစ်ရန်ဖိတ်ခေါ်ပါတယ်ဆိုင်ကြီးကမြအားလုံးမင်္ဂလာပါကျွန်တော်ကတော့စီပင်သားရေးလက်စစ်နဲ့စက်မှုလက်မှုဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့မတူပီမြို့နယ်မဲဆန္ဒနယ်အမှတ်1မှာလွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျံရဲ့ကျေပွင့်ပြမိကွန်း
ဖြစ်တဲ့2019 2020ခုနှစ်မှာပြည်သူများဝါဥချင်းငွေချပြီးတကယ်လို့လာမယ့်2021ဘဏ္ဍာရေးနှစ်မှာပြည်သူများဝါဥချင်းငွေပြန်လည်ရရှိရေးအစီအစဉ်ရှိမရှိမေးခွန်းကိုရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်အတွင်းမှာရှိတဲ့ဝါဥစိုက်တောင်သူများအတွက်စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ပြည်နယ်အစီအစဉ်နဲ့2019 2020ဘဏ္ဍာရေးနှစ်မှာချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ရန်မုံငွေနဲ့ဝါဥမျိုးစေ့ပေါင်း42,423ပိတ်တာကိုမြို့နယ်9မြို့နယ်ကိုဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ပါတယ်။2020 2021ဘဏ္ဍာရေးနှစ်မှာလည်းဝါဥမျိုးစေ့ဖြန့်ဖြူးနိုင်ဖို့အတွက်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ပြည်နယ်ရန်မုံငွေမှာကျပ်သိန်း1000ကိုတင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။ရန်မုံငွေရရှိပါကရန်မုံငွေရရှိမှုအပေါ်မူတည်ပြီးတော့ဝါဥမျိုးစေ့များဖြန့်ဖြူးနိုင်ရေးကိုလည်းဆက်လက်ဆောင်ရွက်သွားဖို့စီစဉ်ထားရှိကြောင်းဥစွာတင်ပြလိုပါတယ်။ဒါကတော့ပြည်နယ်အစီအစဉ်နဲ့ဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်။ကျွန်တော်အနေနဲ့2020 21ခုမှာဝါဥဆိုင်တောင်သူများထပ်မံပြီးတော့ဒီချင်းပြည်နယ်အတွင်းမှာ SME agency နဲ့ချင်းပြည်နယ်စက်မှုကြီးကြပ်ကဦးစီးပြီးတော့မှမြို့နယ်9မြို့နယ်အတွက်ကိုတမြို့နယ်ကိုကျပ်သိန်း1500နှုန်းနဲ့မြို့နယ်9မြို့နယ်အတွက်သိန်းပေါင်း13500နောက်ဝါဥဆိုင်တောင်သူများအနေနဲ့တွန်းဆန်မြို့နယ်မှာဘိန်းစားထုတ်ဖို့အတွက်သိန်း1500နဲ့မင်းတပ်မြို့ထင်ချောင်းကြီးရွာမှာဝါဥဆိုင်ဝါဥ6လှမ်းဆက်အဲ့ဒီအတွက်ကိုကျပ်သိန်း1000စုစုပေါင်းသိန်း16000ကိုချေဖို့အတွက်ကိုစာရေးစာများပြုစုပြီးတော့လိုအပ်တဲ့အချက်လက်များအားလုံးကို SME Development Bank ကိုဆက်သွယ်ပြီးတော့ပေးပို့ထားပြီးဖြစ်ပါတယ်။၎င်းချေများမှသိန်းပေါင်း16000ကို SME ဖွံ့ဖြိုးဘဏ်ကဘဏ်လုထုတ်လုံးနေများနဲ့အညီစစ်စစ်ပြီးတော့ဗဟိုဘဏ်ကိုတင်ပြဆောင်ရွက်စေဖြစ်ပါတယ်။ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ကမ္ဘောဇဘဏ်မှာကျွန်တော်ဖွင့်လှစ်ထားတဲ့ငွေစည်းအမှတ်346339234639399953ကိုလည်းလွှဲပြောင်းနိုင်ဖို့အတွက်ကို SME Development Bank ကိုကျွန်တော်အကြောင်းကြားထားပြီးဖြစ်ပါတယ်။သို့ပါတော့လည်းဒီချီးငွေများချီးယူတဲ့အချိန်မှာဒီလှုပ်ထုတ်လုံးနည်းရဒီအပေါင်ပစ္စည်းတွေနဲ့ခရံတွေနဲ့ပေးရတာမျိုးဖြစ်တယ်။ကျွန်တော်တို့ကအခုလက်ရှိတင်ပြတာကတော့ခရံမပါအထောက်ထားမရှိဘဲနဲ့ချီးဖို့လုပ်တဲ့အချိန်မှာဒီဘိုးဘဏ်ရဲ့ကန့်သက်ချက်နဲ့နည်းနည်းလေးအချိန်ကြန့်ကြာနေတဲ့အကြောင်းဒီမှာဆက်လက်တင်ပြလိုပါတယ်ကျွန်တော်ဝါဥဆိုင်တောင်သူများချင်းကိုရရှိဖို့ကိုလေကျွန်တော် SME agency နဲ့ဒီချင်းပြည်နယ်စက်မှုကြီးကြပ်ကနေစဉ်ဆက်မပြတ်ဒီ SME Development Bank နဲ့ချင်းကိုရရှိဖို့ကိုထပ်မံညှိနှိုင်းဆောင်ရွက်လက်ရှိပါကြောင်းဖြေကြားပါတယ်ကျေးဇူးတင်ပါတယ်အစီအစဉ်ခတ်ခွေချင်းပြည်နယ်အတွင်းတိပင်ကုန်ကြိုင်းကုန်ချောတနှစ်လျင်မင်းမြတိုင်းချင်းထောက်လုပ်ချင်းနဲ့ပြည်နယ်အတွင်းပြည်နယ်ပြည်ပများတွင်တိပင်ဝန်စာကွန်ပေကုန်ကြိုင်းကုန်ချောမေကေတော့ထောက်လုပ်ရောင်းချစီမိုင်းကွက်ကဲနေဒီကိုတီးစီလိုတော်မေခွင်အားမင်းမြရန်မတပီမြို့နယ်မေစန္ဒနယ်အမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျက်အားဖိတ်ခေါ်ပါတယ်ဒီစားပါတော့တွတ်တော်တနဲ့တွတ်တော်ကိုယ်စားလှယ်များဆိုရအဖွဲ့ဝင်များဧည့်သည်တော်များအားလုံးမင်္ဂလာပါကျွန်တော်ကတော့မတူပီမြို့နယ်မှတ်1မဲဆန္ဒနယ်ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လင်းမြဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာချင်းပြည်နယ်တွင်တစ်ပြင်းတစ်ကုန်ချမ်းကုန်ချောတနစ်လီမီမြတ်တန်ချင်းထုတ်လုပ်ခြင်းနဲ့ပြည်နယ်အတွင်းနဲ့ပြည်နယ်ပြင်ပများကိုမိကဲ့သို့ထုတ်လုပ်ရောင်းချကွက်ကဲနေသည်တရှိလီတော့မြေကွန်းဖြစ်ပါတယ်လက်ရှိမြေကွန်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆရာတစ်ဖြစ်တော်လဲပြည်သူများတိချင်လို့တော့မြေကွန်းဖြစ်နေတော့ကြောင့်မြင်းမြတ်ရချင်းဖြစ်ပါတယ်ချင်းပြည်နယ်တွင်ဟာခါဖလန်တီတင်တွန်းစံမင်းတပ်ကံပလက်မတူပီနဲ့ပလဝမြို့နယ်တီတော်ပြည်နယ်ယုံအတီးတွင်ကျွန်းပြင်ကရုံတင်မလန်ပြီးတော့ယူကလစ်အခြားတစ်မျိုးစားတနစ်ထုတ်လုပ်လျက်ရှိရန်ပြည်နယ်ပြင်ပနဲ့ပြည်နယ်အတွင်းလေလံရောင်းချချင်းကြံကင်စေမြမတူညီမှုများမြေပြင်မှာတွေ့ရှိရပါသည်ချင်းပြည်နယ်မှာတင်တွင်းတဲ့ချင်းပြည်နယ်အတွက်တင်တွင်းတဲ့ကုန်ကြမ်းများဟာအည်သွေးတခြားဒီပြည်နယ်ပြင်ပထက်အည်သွေးညံ့တယ်ဟုလည်းမြေပြင်မှာသိရှိရပါသည်တနည်းလေမြေမြတ်ထုတ်လုပ်လေလံတင်ရောင်းချနေသည်ကိုလည်းသိရှိလူရီတို့ကြောင့်တော်တော်ခရမတစင်မြင်းမြအပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုယ်စားလှယ်တော်ကြည်မင်းမြချာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်ကဖိကြားပေးရန်ဖိတ်ခေါ်ပါတယ်
ချင်းပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီမတူပီမြို့နယ်အမတ်တစ်မဲဆန္ဒနယ်လွတ်တော်ကိုယ်စားလှယ်ဦးအောင်လင်းရဲ့မိကုံးကိုကျွန်တော်စိုက်ပျိုးမွေးမြူရေးတစ်တော်တတ်တို့ဝင်ရေးဥမာဟင်တာကချင်းပြည်နယ်အစိုးရကိုစားဖြေချပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတရားစာရနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတစ်တော်ဦးစီးဌာနဒီနိုင်ငံပိုင်တစ်တော်များကိုထိန်းသိမ်းကောက်ွယ်စောင့်ရှောက်ရရှိပြီးတော့ကျိုးနဲ့တစ်မှာနှစ်စဉ်တောထွက်ပမာဏ AAC အပေါ်အခြေခံ၍ဌာနဆိုင်ရာလှုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနဲ့အညီနှစ်စဉ်ကျိုးနဲ့တစ်မှာပင်ထုံရိုက်မှတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရရှိပြီးမြန်မာတလုံငန်းမှအဆိုပါတစ်များကိုထုတ်ယူရောင်းချပေးလျက်ရှိပါတယ်ကျွန်တော်တို့ချင်းပြည်နယ်အတွင်းရှိတစ်တော်ကျူဝိုင်းများမှတစ်များကိုကလေးတစ်ထုတ်ရေးဒေတာကနေ2019-18ခုနှစ်မှာတစ်ထုတ်ရသည်မှာကျွန်းတန်900တစ်မတန်6615တန်2018-2019တစ်ထုတ်ရသည်မှာကျွန်တော်တို့ကျွန်းတန်900တစ်မတန်8000 2019-2020တစ်ထုတ်ရသည်မှာကျွန်းတန်900နဲ့တစ်မတန်9000တန်ကိုထုတ်လုပ်ဖို့ရာထားဆောင်ရွက်ခဲ့ပါတယ်ချင်းပြည်နယ်ဟာခါဖလမ်တေဒင်တွန်းဆောင်မင်းတပ်ကံပလက်မတူပီနဲ့ပလက်ဝမြို့နယ်အသီးသီးရှိတစ်တော်ဘိနယ်အသီးသီးရှိတည်ရှိတော်တစ်များဖမ်းဆီးရမိတဲ့တရားမဝင်တစ်များသာဖြစ်ပါတယ်အဆိုပါတစ်များနဲ့ပိုင်ရှင်ဖြင့်ဖမ်းဆီးရမိသည့်တစ်များနဲ့ပတ်သက်၍တရားစွဲဆိုခြင်းဆောင်ရွက်ပြီးတရားရုံးမှအမိန့်ချမှတ်၍တစ်တော်ဦးစီးဌာနသို့လွှဲပြီးလာပါကပုံစံ8စရင်ရေးသွင်းရပါတယ်အဆိုပါပုံစံ8တစ်စရင်များမြန်မာတစ်လုပ်ငန်းတို့လွှဲပြောင်းပေးရပါကြောင်းနဲ့မြန်မာတစ်လုပ်ငန်းမှဥပဒေလှုပ်ထုံးလုပ်နည်းအရအဆိုပါတစ်များကိုလေလံရောင်းချခြင်းပြုလုပ်ပါတယ်၎င်းပြင်တရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှဒေသလိုအပ်ချက်နဲ့ပြည်သူ၏တစ်လိုအပ်ချက်များကိုပြည်내အစိုးရအဖွဲ့မှတစ်ဆင့်ဖမ်းဆီးရမည်သည့်ပုံစံ8တစ်ကျိုးတမလန်ပရောက်တင်းဝင်မှအပပုံစံ8တစ်များအားလုပ်ငန်းအဆင့်9ဆင့်ဖြင့်လှုပ်ထုံးလုပ်နည်းနဲ့အညီကြံခင်းစီဖြင့်ရောင်းချခွင့်ပြုလျက်ရှိပါတယ်2019-2018ဘဏ္ဍာရေးနှစ်မှာပုံစံ8တစ်ကျုံးတမလန်ပရောက်တင်းဝင်မပါ388.3 923တန်2019ဘဏ္ဍာရေးနှစ်မှာပုံစံ8တစ်ကျုံးတမလန်ပရောက်တင်းဝင်မပါ160ခု.2426တန်2019-2020ဘဏ္ဍာရေးနှစ်မှာပုံစံတစ်ကျုံးတမလန်ပရောက်တင်းဝင်မပါ148.543တန်36တန်ကိုတန်စုစုပေါင်း903.8385တန်အားရောင်းချ
ခွင့်ပြုခဲ့တဲ့အနက်ချင်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုခြင်းဖြင့်ပုံစံ၈တစ်ကျွန်းတမလန်ပဒေါက်တင်းဝင်မပါ421.50တန်ပြည်နယ်ကျော်တဲယူခွင့်မပြုကြောင်းစီကံတမတ်ချက်ဖြင့်ဌာနလှုပ်ထုံးလုပ်နည်းနဲ့နီကြံခင်းစီဖြင့်ရောင်းချပေးခဲ့ပါတယ်ပြည်နယ်ပြင်ပသို့ရောင်းချခြင်းမရှိပါကြောင်းသိရပါတယ်သူပြပါရုလွတ်တော်ကိုယ်စားလှယ်မြင်းမြန်တော်မိခွန်းနဲ့ပတ်သက်ပြီးတော့တရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဌာနမှတစ်ထုတ်လို့ရုံချမှုကိုစစ်စစ်ကွက်ကဲဆောင်ရွက်လက်ရှိပြီးတော့တရားမဝင်ဖမ်းဆီးရမိသောပုံစံတစ်များကိုတစ်မျိုးစားလိုက်သတ်မှတ်ထားတဲ့ကြံခင်းဈေးနှုန်းအတိုင်းလီလံတင်ရောင်းချလက်ရှိပါကြောင်းမြို့နယ်အလိုက်တစ်မျိုးစားပေါ်မှာမူတည်ပြီးတော့ရောင်းချတဲ့ကြံခင်းဈေးများဈေးနှုန်းများတူညီမှုမရှိခြင်းဖြစ်ပါကြောင်းနဲ့ထပ်လောင်းပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်မှာတစ်လူအချက်ဖြစ်စေနိုင်ရန်ရည်ရွယ်ပြီးတော့မြန်မာတစ်လုံငန်းမှဒီကျွန်တော်စောဘောရရှင်တိတ်ဆိတ်ကံကောတိတ်ဆိတ်ချင်းပြည်နယ်တစ်လုံငန်းအောက်မှာရှိတဲ့စောဘောတိတ်ဆိတ်ကံကောတိတ်ဆိတ်နဲ့ဒီစိတ်ဖြူတိတ်ဆိတ်တို့မှာပြည်တော်စုဝင်းဌာန၏ခွင့်ပြုထားတဲ့တစ်မအုပ်စုတစ်မအုပ်စုတစ်နဲ့နှစ်များကိုဟာခမြို့မှာလီလံရောင်းချခြင်းကိုတစ်နှစ်တစ်ခါဆောင်ရွက်လက်ရှိပါတယ်ဒေသခံများအနေနဲ့အစုပါလီလံတင်တာကိုခေါ်ယူတဲ့အခါဝန်ပြိုင်လီလံဆွဲနိုင်ကြောင်းတင်ပြလိုပါတယ်ကျွန်တော်ဒီနေ့အတွက်လည်းမကြခင်အောက်ကစလစက်တင်ဘာလမတိုင်ခင်မှာတကြင်ပြုတ်လို့မယ်ဖြစ်တဲ့အတွက်ဒီချင်းပြည်နယ်ဒေသအတွက်တစ်ဖူလုံကြီးကိုရည်ရွယ်ထားတာဖြစ်တဲ့အတွက်ချင်းပြည်နယ်တစ်လုပ်ငန်းရှင်များအနေနဲ့လေလံဆွဲယူနိုင်ပါကြောင်းတရားဝင်တစ်ဖြစ်အောင်ဆောင်ရွက်ရုပ်လို့ရပါကြောင်းကျွန်တော်လွတ်တော်ဥက္ကဋ္ဌအေးရနဲ့ဆင်းလင်းဖြေချအပ်ပါတယ်ကျေးဇူးတင်ပါတယ်ကိုယ်လေတော့မရပြီမြေစန္ဒနဲ့တေကိုယ်လေတော့ဒီဦးအောင်လေးတင်ပြချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြောချင်ပါတယ်ကျွန်တော်တို့အရင်မဆလာခေကရေကဟာခမှာတိလုံငိုင်းမနေကြဒီမှာဟာခမှာရှိပါတယ်အဲ့ဒီအချိန်မှာလိုင်းပန်ဆက်တွေမကောင်းတဲ့အတွေ့အကြုံနောက်ပြီးတော့အဆောက်အဦလေးတိကအဲ့ဒီအချိန်မှာလူထုကတိတ်မဝေကြဘူးအဲ့ဒီအခြေအနေအကြောင်းကြောင့်လာမတိကလေးမျိုးကိုဆွိခဲ့ရပါတယ်အခုဆိုရင် line လေးအခြေအနေကောင်းလာတယ်နောက်ပြီးတော့ကျွန်တော်တို့ကအခုတကယ်တော့ဗမာပြည်မှာကြည့်မယ်ဆိုရင်တော့တိအနေအချင်းကျန်တာကချင်းပြည်နယ်နဲ့ဗမော်ခရိုင်ဒေသမှာပဲကျန်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကိုတိုင်းချာဖြစ်တဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကလေးမကွေးတိုင်းကိုင်ကောနဲ့ကလေးကိုကျွန်တော်တို့ချင်းတိဒီကအဲ့ဒီနေရာရောက်ပြီးတော့အဲ့ဒီနေရာကိုကျွန်တော်တို့ထပ်ချင်းလူမျိုးတွေကတွားဝေတဲ့ခါမှာထပ်ပြီးတော့အခွင့်ကောက်ဒါဒီပြီးတော့တိလုံငိုင်းကနေရာကလေအဝေးကြီးဆိုတော့အဲ့ဒါကျွန်တော်တို့ချင်းလူမျိုးတွေတက်တော့ကိုနိနာခဲ့ပါတယ်အဲ့ဒါကြောင့်မနေ့ကလေပြည်နယ်ပြည်တော်စုဝင်ကြီးတိတော်ဝင်ကြီးရောက်လာတဲ့ခါမှာကျွန်တော်လေးတင်ပြခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်တိဆက်ကိုလေဟာခနေမီဒီတာဖလာတိတင်မင်းသားကမ်ပလေတို့မှာတိခွိဆက်ကိုလေရှောက်ကြပါလို့သူကလေပြောခဲ့ပါတယ်အခုဟာခကလေရှောက်တဲ့လူတယောက်တည်းတည်တယ်အခုအမင်းကြမကြကတော့ဒီနေ့ထိမစသေးဘူးအဲ့ဒီအတွက်ကြောင့်ဒီတိရောင်းချက်တဲ့နေရာကိုတိလုံငိုင်းကိုမနေရကိုချင်းပြည်နယ်ဟာခပဲဖြစ်ဖြစ်ဖလားပဲဖြစ်ဖြစ်တိနေဒေတာမင်းတပဲဖြစ်ဖြစ်အဲ့ဒီတိလုံငိုင်းကိုတော့
ချင်းပြည်နယ်မှာပြည်နယ်ထားရှိဖို့အတွက်သက်ဆိုင်ရာဝန်ကြီးကနေထပ်ဆင့်ပြီးတော့ပြည်ထောင်စုဝန်ကြီးကိုတောင်းပေးဖို့အဲ့ဒါကတော့ကျွန်တော်တို့ပြည်သူအတွက်အရေးကြီးတဲ့အတွက်ကြောင့်အဲ့ဒါကိုလိလူစုမရှိဘဲနဲ့အမြန်ဆုံးကျွန်တော်တို့အတွက်ပြည်သူအတွက်အခွင့်အရေးတစ်ခုဖြစ်တဲ့အလို့ဆိုတာအဲ့ဒါလေးကိုတော့ပြည်ထောင်စုကိုတင်ပြဖို့ထပ်လောင်းပြီးတော့နှုတ်ဆော်လိုပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်လွှတ်တော်ပြည်သူ့ငွေစည်းအဖွဲ့ဝင်အစားထိုးတာဝန်ပြချင်းအစီအစဉ်ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ80ခခွဲအရချင်းပြည်နယ်လွှတ်တော်ပြည်သူ့ငွေစည်းအဖွဲ့ဝင်တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ပြည်သူ့ငွေစည်းအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပြရန်လွှတ်တော်၏သဘောထားရယူမှာဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာတပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ပြည်နယ်ငွေစည်းအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ရန်အားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာသဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါလားခင်ဗျာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာသဘောမတူသည့်လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက်တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ပြည်သူ့ငွေစည်းအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ကြောင်းကြေညာအပ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီအဖွဲ့ဝင်အစားထိုးတာဝန်ပေးအပ်ခြင်းအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2013ခုနှစ်ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ80ခခွဲအရချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီအဖွဲ့ဝင်တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ရန်လွှတ်တော်၏သဘောထားရယူမှာဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာတပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ရန်အားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာသဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါလားခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာသဘောမတူသည့်လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက်တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး66593ဘူကြီးအောင်ကျော်တဲ့အစားကြီး44143ဘူကြီးခိုင်လွင်ထူအားချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစီစီရေးကော်မတီအဖွဲ့ဝင်အဖြစ်အစားထိုးတာဝန်ပေးအပ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2019-20ခုနှစ်ဘန္တာယီနှင့်ချင်းပြည်နယ်၏နှုတ်ထဘန္တာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတင်သွင်းခြင်းအစီအစဉ်ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2019-20ခုဘန္တာယီနှင့်ချင်းပြည်နယ်၏နှုတ်ထဘန္တာခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုတင်သွင်းရန်ပြည်နယ်အစိုးရအဖွဲ့အားစီမင်းပေါ်သို့
ဖိတ်ခေါ်ပါတယ် လေးစွာအပ်ပါသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်ကျွန်တော်ကတော့2019-2020ခုဘာနာရေးနှင့်ချင်းပြည်နယ်၏နောက်ထပ်ဘာနာငွေခိုးဝေသုံးစွဲဥပဒေကြမ်းနှင့်ပတ်သက်၍ချင်းပြည်နယ်အစိုးရအဖွဲ့ကိုစားရှင်းလင်းတင်ပြမိပြည်နယ်စီမံကိန်းနဲ့ဘာနာရေးဝန်ကြီးဦးဝေကောဖြစ်ပါတယ်လေးစားပါသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာချင်းပြည်နယ်၏2019-2020ခုဘာနာရေးနှင့်မူလခမှန်းခြေစရင်းတွင်ပြည်နယ်ဘာနာရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သောဌာနအဖွဲ့အစည်း25ဖွဲ့ရှိပြီးမူလခမှန်းခြေငွေစရင်းအရရငွေတွင်ပြည်ထောင်စုမှခိုးဝေပေးသည့်အခွန်ငွေစု 9.631 ဘီလီယံအရေးပေါ်ရန်ပုံငွေအတွက်ရငွေ1ဘီလီယံစုစုပေါင်းရငွေ 9.365 ဘီလီယံဖြစ်ပြီးစုစုပေါင်းသုံးငွေကျပ် 164.83 ဘီလီယံဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။ဒါကြောင့်လုံငွေကျပ် 155.66 ဘီလီယံသားဘီလီယံဖြစ်ပါကြောင်းနှင့်၎င်းလုံငွေကိုပြည်ထောင်စုမှထောက်ပံ့ပေးထားပြီးဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။လေးစားအပ်ပါသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2019-2020ခုဘာနာရေးနှင့်ချင်းပြည်နယ်ဌာနအဖွဲ့အစည်း18ခုမှတောင်းခံထားသည့်ဖြစ်ဆွဲခွင့်ပြုငွေတောင်းခံခြင်းစရင်းနှင့်ပြုပြင်ပြီးခန့်မှန်းခြင်းငွေစရင်းကိုချင်းပြည်နယ်လွှတ်တော်ရုံး၏4ရက်2လ2020ရက်စွဲပါစာမှ1-3 des နှင့်ကွန်းစာကွင်းပဲ98-ခလာတာဖြင့်အတည်ပြုခဲ့ပြီးပြည်ထောင်စုစီမံကိန်းဘာနာရေးနှင့်စက်မှုဝန်ကြီးဌာနသို့ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါတယ်။အတည်ပြုခဲ့သောပြုပြင်ပြီးခန့်မှန်းခြေငွေစရင်းမှာရငွေကျပ်17.131 ဘီလီယံသုံးငွေကျပ်194.313 ဘီလီယံဖြစ်ပြီးတော့မှလုံငွေကျပ်162.911 ဘီလီယံဖြစ်ပေါ်ခဲ့ပါကြောင်းတင်ပြအပ်ပါတယ်။လေးစားအပ်ပါသောပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဌာနလိုက်တောင်းခံသည့်ဖြစ်ဆွဲတောင်းခံငွေကျပ် 9.262 ဘီလီယံကိုနောက်ဆက်တွဲကာကြီးပါအတိုင်းတင်ပြထားပါတယ်2019-2020ခုဘာနာရေးနှင့်ဖြစ်ဆွဲခွင့်ပြုငွေတောင်းခံစရင်းနှင့်ပြုပြင်ပြီးခန့်မှန်းခြေစရင်းများကိုပြည်ထောင်စုစီမံကိန်းဘာနာရေးနှင့်စက်မှုဝန်ကြီးဌာနမှ10ရက်3လ2020ရက်နေ့တွင်၎င်းဒုတိယသမ္မတနှင့်မှ24ရက်3လ2020ရက်နေ့တွင်၎င်းစစ်စစ်မှုပြုလုပ်ခဲ့ပါတယ်ထို့သောစစ်စစ်ချက်များအရာဖြစ်ဆွဲခွင့်ပြုငွေစရင်သာမန်တွင်ကျပ်39.1နှစ်တန်းငွေလုံးငွေရင်း3ငွေတွင်ကျပ်2434.5နှစ်တန်းစုစုပေါင်းကျပ်2492.244တန်းကိုရှော့ချမှုပြုခဲ့ပြီးလျှက်စစ်တာဖြန့်ဖြူးရေးလုပ်ငန်းတွင်ဟာခါဖလန်မင်းတပ်မျိုးများလာမီတပ်ဆင်ရန်အတွက်လာမီကျိုးဝေယူတိဆောက်ခြင်းတကြီးကျေးရွာတွင်ဒေါ်ခင်ကြီးဖောင်ဒေးရှင်းမှတိဆောက်ပေးထားသောအဆောက်အဦ90လုံးဓာတ်အားပေးနိုင်ရန် internal wiring များတပ်ဆင်ခြင်းဟာခါဖက်အချမ်းစီဆိုင်မှဖလားမြို့အဝင်ထိဓာတ်အားလိုင်းတိဆောက်ခြင်းတို့အတွက်ကျက်149.133သန်းကိုပြည်ထောင်စုမှချင်းပြည်နယ်ရဲ့လိုအပ်ချက်ကိုထပ်မံပြီးတော့ဖြစ်စီပေးခဲ့ပါတယ်ဒီလိုဖြစ်စီပေးခဲ့တဲ့စရင်းကိုလည်းပဲနောက်ဆက်တွဲခါခွေးပါအတိုင်းပြင်ဆင်ရေးဆွဲခဲ့ပြီးတော့မှနောက်ဆက်တွဲကငင်ပါဖြစ်ဆွဲခွင့်ပြုငွေတောင်းခံသည့်သ
တာမန်အသုံးစရိတ်ကျပ်994.06ခွန်တန်ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်6345.03တန်စုစုပေါင်းကျပ်6940.468တန်ဖြင့်9ရက်4လ2020ရက်နေ့တွင်ကျင်းပပြုလုပ်သောဘာနာရေးကော်မရှင်1/2020သို့ဆက်လက်တင်ပြခဲ့ရာဘာနာရေးကော်မရှင်မှအတည်ပြုခဲ့ပြီးပြည်ထောင်စုလွှတ်တော်သို့ဆက်လက်တင်ပြခဲ့တာဖြစ်ပါတယ်။လေးစားအပ်ပါသောပြည်내လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့သည့်2019-2020ခုဘာနာရေးနှင့်ဖြစ်ဆွဲခွင့်ပြုငွေစည်ရင်းကိုအခြေခံ၍ရေးဆွဲထားသည့်ပြုပြင်ပြီးခန့်မှန်းခြေငွေစည်ရင်းမှာစုစုပေါင်းရငွေ17.131ဘီလီယံစုစုပေါင်းသုံးငွေ191.693ဘီလီယံဖြစ်ပြီးတော့မှလုံငွေကျပ်160.589ဘီလီယံဖြစ်ပေါ်ပါကြောင်းနှင့်ပြည်ထောင်စုမှထပ်မံထောက်ပံ့ရမည့်လုံငွေကျပ်4.822ဘီလီယံဖြစ်ပါတယ်၎င်းလုံငွေကိုပြည်ထောင်စုမှထောက်ပံ့ရန်ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်16ကြိမ်မြောက်ပုံမှန်အစည်းအဝေးပင်စမနေ့29ရက်5လ2020ရက်နေ့တွင်ဥပဒေအမှတ်8ဖြင့်အတည်ပြုခဲ့ပြီးနိုင်ငံတော်သမ္မတကလည်း29ရက်5လ2020ရက်နေ့တွင်2019-2020ခုဘာနာရေးနှင့်ပြည်ထောင်စု၏နောက်ထပ်ဘာနာငွေခိုးဝေသုံးစွဲဥပဒေအဖြစ်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်းတင်ပြပါရယ်လေးစားအပ်ပါသောပြည်내လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနောက်ဆက်တွဲခါခွေးပါပြည်ထောင်စုမှစစ်6ချက်တည်ငွေရနှင့်ထပ်မံတိုးမြင့်ရရှိခဲ့တဲ့ငွေရများအားပြည်내လွှတ်တော်မှအတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန်နှင့်ချင်းပြည်နယ်ဌာနအဖွဲ့အစည်းဆက်စစ်ဖွဲ့မှတောင်းခံထားသည့်ဖြစ်ဆွဲခွင့်ပြုငွေစည်ရင်းကိုအခြေခံ၍ရေးဆွဲထားသော2019-2020ခုဘာနာရေးနှင့်ချင်းပြည်နယ်၏နောက်ထပ်ဘာနာငွေခိုးဝေသုံးစွဲရေးဥပဒေကြမ်းကိုနောက်ဆက်တွဲကဟာယီဖြင့်၎င်းအဆိုပါဥပဒေကြမ်းအပေါ်ပြည်내ဥပဒေချုပ်၏သဘောထားမှတ်ချက်အားနောက်ဆက်တွဲငှဖြင့်၎င်းတင်ပြထားပြီးအဆိုပါဥပဒေကြမ်းအားပြည်내လွှတ်တော်မှလေ့လာသုံးသပ်အတည်ပြုပေးနိုင်ပါရန်လေးစားစွာတင်ပြအပ်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2019-20ဘန္တာရေးနှင့်ချင်းပြည်နယ်၏နောက်ထပ်ဘန္တာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်ဆက်လင်း၍ဆွေးနွေးလိုသည့်ပြည်내လွှတ်တော်ကိုယ်စားလှယ်များစီပါက2020ပြည်နှင့်ဇွန်လ10ရက်နေ့ညနေ4နာရီအချိန်နောက်ဆုံးထား၍ပြည်내လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှုထံသို့အမေစည်းပြီးတွင်ရန်ဖြစ်ပါတယ်ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဌာနဆိုင်ရာများနှင့်ကုမ္ပဏီများကြားချုပ်ဆိုထားသောစာချုပ်အဓိကအချက်အလက်များအားလုပ်ငန်းဆောင်ရွက်ရာတွင်ပြည့်စုံစွာအောင်မြင်စေရန်အတွက်တစ်ဖက်တစ်လိုက်မှဘာဝင်ကြီးကြပ်မှုဒါဝင်ယူရသောလွှတ်တော်ကိုယ်စားလှယ်များသက်ဆိုင်ရာဌာနများနှင့်ခရိုင်မြို့နယ်ကြေးရွာအုပ်ချုပ်ရေးမှူးများအားအတိပေးရေးချင်းပြည်နယ်အစိုးရအားတိုက်တွန်းသောအဆိုကိုတင်သွင်းခြင်းအဆိုဖြစ်ပါတယ်ပြည်내လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအဆိုတင်သွင်းခြင်းအစီအစဉ်ဖြစ်ပါတယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဌာနဆိုင်ရာများနဲ့ကုမ္ပဏီများအကြချုပ်ဆိုထားသောစာချုပ်ပါအဓိကအချက်အလက်များအားလုပ်ငန်းဆောင်ရွက်ရာတွင်ပြည့်စုံစွာအောင်မြင်စေရန်အတွက်တစ်ဖက်တစ်လိုက်မှဘာဝင်ကြီးကြပ်တာဝန်ယူရသောလွှတ်တော်ကိုယ်စားလှယ်များသက်ဆိုင်ရာဌာနများနှင့်ခရိုင်မြို့နယ်ကြေးရွာအုပ်ချုပ်ရေးမှူးများအားအတိပေးရေးချင်းပြည်နယ်အစိုးရအား
တိုက်တွင်းသောအဆိုကိုတင်သွင်းရန်ထိုင်းတလိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝမ်ထောင်းအားဖိတ်ခေါ်ပါတယ် လေးစားပါသောချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပြည်နယ်အဖွဲ့အစည်းဝင်များပြည်နယ်အဆင့်ဌာနဆိုင်ရာကြီးကဲများဧည့်သည်တော်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းမေတ္တာပူတာရင်မင်္ဂလာပါလို့အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ချင်းပြည်နယ်ထန်လာမြို့နယ်မဲဆန္ဒနယ်အမှတ်1ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဗန်ထောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ချင်းပြည်နယ်အတွင်းမှာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဌာနဆိုင်ရာများနဲ့ကုမ္ပဏီများအကြားချုပ်စုပြမလုပ်ငန်းဆောင်ရွက်ရာတွင်အရေးအသွေးစံချင်းစံညွန်ပြည့်မီစွာဖြင့်အောင်မြင်စေရန်အတွက်အစိုးရအဖွဲ့ကိုကူညီပြမတစ်ဖက်တစ်လမ်းကနေပါဝင်ကြီးကြပ်မှုတာဝန်ယူရသောလွှတ်တော်ကိုယ်စားလှယ်များတက်ဆိုင်ရာဌာနများနဲ့ခရိုင်မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးများအားစာချုပ်ပါအဓိကအချက်အလက်များကိုအတည်ပြုရေးချင်းပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်းသောအဆိုကိုတင်သွင်းသွားမှာဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျာချင်းပြည်နယ်တွင်နှစ်စဉ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့ဒေသဖွံ့ဖြိုးလုပ်ငန်းအမျိုးမျိုးဥပမာလမ်းဖော်လုပ်ချင်းလုပ်ငန်းနဲ့အခြားတိစောက်လမ်းလုပ်ငန်းများမျိုးစုံတင်နာခေါ်ယူပြီးတော့မှကုမ္ပဏီများနဲ့လက်တွေ့ဆောင်ရွက်ကြရပါတယ်။လုပ်ငန်းများဆောင်ရွက်ရာတွင်တမတ်အည်သွေးပြည့်မီစေရန်နဲ့စံချင်းစံညွှန်းအတိုင်းဆောင်ရွက်စေရန်အစိုးရအဖွဲ့ကတော်၎င်းခရိုင်မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးများကတော်၎င်းတက်ဆိုင်ရာကာယကံရှင်ဌာနများမှတော်၎င်းအခါအားလျော်စွာကြီးကြပ်ဆောင်ရွက်လျက်ရှိတာကိုတွေ့ရှိရပါတယ်။ဥက္ကဋ္ဌကြီးကများထို့လုပ်ငန်းကြီးကြပ်မှုဆောင်ရွက်ရာတွင်လွှတ်တော်ကိုယ်စားလှယ်များခရိုင်မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးများဌာနဆိုင်ရာများအနေဖြင့်လုပ်ငန်းရဲ့အခြေအနေစံချင်းစံညွှန်းတတ်မှတ်ချက်များစသည်များကိုအသေးစိတ်သိရှိခြင်းမရှိကြသည်ကိုအများအဖြစ်တွေ့ရှိရပါတယ်။ဒါကျွန်တော်တို့ဒီလုပ်ငန်းတွေမိမိတက်ဆိုင်ရာမြို့နယ်များမှာတွားပြီးတော့မှဒီဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်တာကိုတွားရောက်လေ့လာကြည့်ရှုတဲ့အခါမှာတွေ့ကြုံရတဲ့ဒါအတွေ့အကြုံများဖြစ်ပါတယ်။အစိုးရဌာနများနဲ့ကုမ္ပဏီများကြားချုပ်ဆိုထားသောစာချုပ်ပါအချက်လက်များတတ်မှတ်ချက်များကိုသိရှိရခြင်းမရှိရပါဘူး။ထို့သို့မသိရှိရခြင်းကြောင့်စံချင်းစံညွှန်းပြည့်မီအောင်မိကဲ့သို့ကြီးကြပ်ရမည်ကိုမသိရှိကြတော့ပါထို့အတွက်ကြောင့်မလူလားသောအခြေအနေများမကြာခဏကြုံတွေ့ရတတ်ပါတယ်ဥပမာဒီလုပ်ငန်းနဲ့ပတ်သက်လို့ကျေးရွာချင်းလမ်းများလမ်းတာချက်ရမှာရေမြောင်းများပြင်းလှုပ်တာတို့ဒီလိုလှုပ်ကြပါလားဘာတော့ပြောတဲ့အခါကျတော့ဟာစာချုပ်အတိုင်းမဟုတ်ဘူးဆိုတဲ့ဟာပြောခံတတ်ပါတယ်တန်ဖိုးနဲ့အင်ယာများတိဆောက်ရမှာလဲတရွာနဲ့တရွာမတူဘူးတလုံးနဲ့တလုံးမတူဘူးဆိုတဲ့အခါကျတော့ဟာဟိုလူလုပ်ပါလားဒီလူလုပ်ပါလားဆိုတဲ့အခါကျတော့ဒီတိုင်းပဲအထက်လမ်းညွှန်ချက်ဒီတိုင်းဖြစ်တယ်ဆိုတဲ့ဟာမျိုးပြောဆိုခံရတတ်ပါတယ်နောက်လမ်းများမှာရေပြွန်တိဆောက်ရမှာလဲပဲဥပမာတချို့တန်ချောင်း10ချောင်းထည့်တယ်တချို့6ချောင်းထည့်တယ်စသဖြင့်ပေါ့အရေအတွက်လည်းမတူဘူးအရွယ်အစားအလုံးလည်းမတူဘူးဓမ္မလုံးထည့်လို့ထည့်စသဖြင့်ပေါ့အရေသွေးမမီတဲ့ဟာကိုထည့်တာတွေလည်းရှိပါတယ်နောက်ထို့တူပါပဲပညာရေးဌာနနဲ့ကျန်းမာရေးဌာနများမှာဆောင်ရွက်ရတဲ့ဒီဆောက်ရေးလုပ်ငန်းများမှာလည်းသူနေလကောင်းဖြစ်ပါတယ်ตัวပြောရင်လည်းအပြောမခံပါဘူးအဲ့ဒါတွေကနောက်ပြမလမ်းလုံငန်းများဆောင်ရွက်ပြီးနှစ်နှစ်အတွင်းပျက်စီးမှုတာဝန်ယူရာတွင်လည်းအချို့ကုမ္ပဏီများကတာဝန်မရှိဘူးလို့ပြောကြပါတယ်စာချုပ်မှာဖော်ပြထားခြင်းရှိမရှိလဲမသိရတဲ့အခါကျတော့ပြောဆိုရတာခက်ခဲပါတယ်ကျွန်တော်တို့တချို့ကုမ္ပဏီများယင်းနှိမ့်မှုအရာ
多表述水内咯，特卡阿先比得巴嘞，都多抽公们尼个咯，不如嘛有的原来地下呢不得路，台湾没有那个对西亚巴嘞，ဒီကိစ္စဟာကျွန်တော်တို့အစိုးရဖွဲ့ကနေပြတော့မှဒီလိုစာချုပ်ဒီလိုရှိတယ်ဆိုတဲ့ဟာကိုကုမ္ပဏီများကိုငွေချက်ချက်များထုတ်ပြန်ပေးတယ်ဆိုရင်တော့အဲ့ဒီဟာဒီကိုကျွန်တော်တို့ဒီလွှတ်တော်ကိုယ်စားလှယ်များခရိုင်အချုပ်ရမှုများတက်ဆိုင်ရာဌာနများကိုလည်းအဲ့လိုမိတ္တူများပေးဖို့ပြတော့မှအတိပေးတယ်ဆိုရင်ကျွန်တော်တို့ဒီကွင်းမှာတကယ်လက်တွေ့လုပ်ငန်းမှာตัวရောက်ပြမှာပြောဆိုဆက်ဆံတဲ့အခါမှာကြည့်ရှုတဲ့အခါမှာအစဉ်ပြေမှာဖြစ်ပါတယ်ဒီလိုပြောတဲ့နေရာမှာလူတိုင်းကိုပြောရမယ်ပေးရမယ်အတိပေးရမယ်လို့တော့မဆိုပါဘူးတချို့ကျေးရွာတွေမှာဒီအမျိုးမျိုးလည်းရှိပါတယ်တချို့ကဒီလိုလာပြောတယ်ဟိုလိုလာပြောတယ်ဟိုတယောက်ကဒီလိုလာပြောတယ်ဆိုတဲ့ဟာမျိုးအမျိုးမျိုးပြောဆိုတာကိုတော့လက်ခံဖို့မဟုတ်ပါဘူးကျွန်တော်တို့ဒီတွားကြည့်ကြတဲ့နေရာမှာလည်းပဲဒီအခြေအနေမှန်ကိုဒီတတ်မှတ်ထားတဲ့အရည်သွေးကိုမတိတဲ့အခါကျတော့ခင်ဗျားတို့ဒီဟာဒီမကြည့်ကြရကောင်းလားဆိုပြီးမှအပစ်တင်ဂျင်းမောင်းချင်းလဲခံရပူပါတယ်ကျွန်တော်မြို့နယ်မှာဆိုရင်ကျွန်တော်မြို့နယ်အချုပ်ယူမှုကထူအတိုင်းပဲကျွန်တော်ပြောပါတယ်အဲ့တော့တက်ဆိုင်ရာဒီမြို့နယ်အချုပ်ယူမှုများဌာနဆိုင်ရာများကျွန်တော်စီမှာကျောင်းလဲဆောက်တယ်ကျောင်းဆောက်တဲ့အခါကျတော့ကျွန်တော်ခင်ဗျားတို့ဌာနဆိုင်ရာပညာရေးဌာနဒီမကြည့်ချက်ဘူးလားဒါတွေမကြည့်ဘူးလားဆိုတော့ကျွန်တော်တို့ဘာမှမပြောဘူးကျွန်တော်တို့လည်းမသိဘူးဆိုတဲ့ဟာမျိုးလဲကျွန်တော်စီမှာပြောဆိုတာကြီးလည်းရှိပါတယ်ထို့သူများမိမိနဲ့သက်ဆိုင်သောဒေတာဆောင်ရွက်သည့်ဖွံ့ဖြိုးလုပ်ငန်းများစာချင်းဆောင်ရွက်ပြည့်မီစွာအည်သွေးကောင်းမှုစွာအကောင့်ထဲပေါ်ရေးအတွက်ကြီးကျက်ဆောင်ရွက်ရသည်မှာကြီးကျက်ဆောင်ရွက်ရမည့်တာဝန်ရှိသည်မှာအမှန်ပင်ဖြစ်ပါတယ်ဒီဆောင်ရွက်နေတဲ့ဒီလုပ်ငန်းများရဲ့စံချိန်စံညွှန်းအတိုင်းဒီမတိရှိမှသာအဲ့လိုလဲပြောလို့ရမှာဖြစ်ပါတယ်သူဖြစ်ပါ၍ဒေတာဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်ရန်ဌာနဆိုင်ရာများနဲ့ကုမ္ပဏီများကြားချုပ်ဆူထားသောချုပ်ဆူပြမလုပ်ငန်းများဆောင်ရွက်ရာတွင်တတ်မှတ်ထားသောစံချိန်စံညွှန်းအကြီးအသွေးအတိုင်းပြည့်စုံစွာအောင်မြင်စေရန်အတွက်တစ်ဖက်တစ်လမ်းမှပါဝင်ကြီးကြပ်မှုတွင်တာဝန်ယူရသောအစိုးရဖွဲ့ကိုကိုယ်ငင်ဆောင်ရွက်တာပါပြည်သူအကျိုးအတွက်ပါလွှတ်တော်ကိုယ်စားလှယ်များတက်ဆိုင်ရာဌာနများနဲ့ခရိုင်မြို့နယ်ကျေးရွာအချုပ်ယူမှုများအားစာချုပ်ပါအဓိကအချက်အလက်များကိုအတိပေးဆောင်ရွက်ပေးပါရန်လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်ရှင်းပြည်နယ်အစိုးရအားလေးစားစွာတိုက်တွန်းကြောင်းတင်ပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆိုကိုထုတ်ခံမဲ့ကိုယ်စားလှယ်တော်များရှိပါကထုတ်ခံဆွေးနွေးရန်ဖိတ်ခေါ်ပါတယ်လေးစားပါသောလွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များဆိုရဖွဲ့ဝင်များအားလုံးမင်္ဂလာပါတန်တလန်မဲဆန္ဒနဲ့အမှတ်1ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝမ်ထောင်းဆိုတင်တွန်းမှုအားလေးနဲ့ထောက်ခံပါကြောင်းတင်ပြပါတယ်ခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒါနလာမျိုးနယ်မဲဆန္ဒနယ်အမှတ်1ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဝမ်ထောင်းမှတင်သွင်းသောအဆိုကိုမတပီမဲဆန္ဒနယ်အမှတ်1မဲဆန္ဒနယ်အမှတ်1ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးအောင်လျံကထောက်ခံပါသဖြင့်လက်ခံဆွေးနွေးရန်တိမသိလွတ်တော်ကိုယ်စားလှယ်များ၏စန္ဒရယူမှာဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒါနလာမျိုးနယ်မဲဆန္ဒနယ်အမှတ်1ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဝမ်ထောင်းတင်သွင်းသည့်အဆိုကိုလွတ်တော်မှဆွေးနွေးရန်သဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောတူပါလားခင်ဗျာသဘောမတူတဲ့ကိုယ်စားလှယ်များရှိပါလားခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒါနလာမျိုးနယ်မဲဆန္ဒနယ်အမှတ်1ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဝမ်ထောင်းမှတင်သွင်းသည့်အဆိုကို
လွတ်တော်၌ဆွေးနွေးရာအားလုံးသဘောတူသည့်အတွက်ဆွေးနွေးလူသူလွတ်တော်ကိုယ်စားလှယ်များရှိပါက2020ပြည်နှစ်ဇွန်လ10ရက်နေ့ညနေ4နာရီအချိန်နောက်ဆုံးထား၍ပြည်내လွတ်တော်ယုံဝင်ထားအကြီးအမှုထိုင်တော့အမေစင်းတင်သွင်းရန်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒုတိယအကြိမ်ချင်းပြည်내လွတ်တော်အထူးအစည်းအဝေး1မင်းဆောင်2020ပထမနေ့ရန်နာကျောင်းနဲ့အစည်းအဝေးဒုတိယနေ့ဆဲလက်ကျင်းပမဲ့နေရက်နဲ့အချင်းကျင်းရချင်းအစဉ်စဉ်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒုတိယအကြိမ်ချင်းပြည်내လွတ်တော်အထူးအစည်းအဝေး1မင်းဆောင်2020ပထမနေ့ဇနာကျောင်းနဲ့အစည်းအဝေးဒုတိယနေ့ကို2020ပြည်နှစ်ဇွန်လ19ရက်တောကြနဲ့နနေ့10နာရီအချိန်တွင်ဆဲလက်ကျင်းပမယ်ဖြစ်ကြောင်းကြေညာအပ်ပါတယ်အချင်းက7နာရီပဲရှိတဲ့အတွက်ကြောင့်ထမင်းထုတ်လေးကိုအောက်မှာထားတယ်ထမင်းထုတ်လေးကိုယူပြီးတော့ကိုကြိုက်တဲ့နေရာမှာလေးတုံးဆောင်လို့ရတယ်ဆိုတာကိုအားလုံးကြားလို့ပါတယ်ပြည်내လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီဗျာအားလုံးပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာ